ဒီလူဟာတေဆုံးသွားပြီဖြစ်တဲ့သူ့ရဲ့ချစ်သူကိုရှာဖွေဖို့အတွက်မိစ္ဆာတွေနဲ့ပြည့်နှက်နေတဲ့မြို့ပြက်ကြီးတွေကိုတတိရှိဝင်ရောက်သွားခဲ့ပါတယ်။ဇလန်းအစမှာ James Sunderland လို့ခေါ်တဲ့ပကြီးဆရာတယောက်နဲ့မိတ်ဆက်ပေးထားပါတယ်။အဲ့ဒီနေ့မှာ James ဟာကားမောင်းနေရင်ကုန်ကားတစ်စီးကိုတိုက်မိလူနီးပါးဖြစ်ခဲ့ပါတယ်။ဒီမတော်တဆမှုကြောင့် James ဟာ Marie Crane လို့ခေါ်တဲ့အမျိုးသမီးတယောက်ရဲ့ခရီးဆောင်တစ်တာကိုမတော်တဆတိုက်မိခဲ့ပါတယ်။ James ရဲ့ကားနဲ့တိုက်မိပြီးနောက် Marie ရဲ့တစ်တာတစ်လုံးဟာပျက်စီးသွားပြီးပိတ်လို့မရတော့ပါဘူး။အဲ့ဒီတစ်တာပြဿနာကြောင့် Marie ဟာသူစောင့်နေတဲ့ဘတ်စ်ကားကိုမမီလိုက်ပဲလွဲချော်သွားခဲ့ပါတယ်။ James ကသူ့အမအတွက်ပြန်ပေးဆက်တဲ့အနေနဲ့ Marie ကိုသူမရဲ့ဇာတိမြို့ဖြစ်တဲ့ Silent Hill အထိလိုက်ပို့ပေးဖို့ကန့်လန့်ခဲ့ပါတယ်။အဲ့ဒီနောက် James ဟာ Silent Hill မြို့ကိုအဝေးကနေလှမ်းကြည့်ဖို့ခေတ္တရပ်နားခဲ့ပါတယ်။ရှင်ကကျမကိုတိုက်တတ်တော့မလို့လုပ်ပြီးအခုတော့ကျမကိုအချိန်ဖြုံးအောင်လုပ်နေပြန်ပြီ။မာရီကြီးပြင်းခဲ့တဲ့အဲ့ဒီမြို့ဟာဝေးလံခေါင်ဖျားတဲ့ဒေသတစ်ခုမှာတည်ရှိတာပါမကြခင်မှာပဲ Silent Hill ပတ်ဝန်းကျင်ကကောင်းကင်ဟာရုတ်တရက်မှောင်တိကျသွားပါတယ်ဒါဟာ Silent Hill ရဲ့မုန်တိုင်း storm ရဲ့နိမိတ်လက္ခဏာဖြစ်တယ်လို့မာရီကရှင်းပြပါတယ်အဲ့ဒီ Silent Hill မုန်တိုင်းဟာအလွန်ရှားပါးတဲ့သဘာဝဖြစ်စဉ်တစ်ခုဖြစ်နေပါတယ်အဲ့ဒီနောက်ဇလန်းဟာဘားတစ်ခုမှာအရက်မူးနေတဲ့ James စီကိုပြောင်းလဲသွားပါတယ် James က Marie နဲ့ Silent Hill မှာတွေ့ခဲ့တာဟာလွန်ခဲ့တဲ့အတိတ်ကဖြစ်ရပ်တစ်ခုဖြစ်နေတာပါလက်ရှိအချိန်ကိုပြန်ရောက်တဲ့အခါ James ဟာအလွန်မင်းမူးယစ်နေတာကြောင့်သူ့ရဲ့တောက်ဆရာတွေကိုမတော်တဆမှောက်မိသွားပါတယ်ပြဿနာတွေအများကြီးဖြစ်အောင်လုပ်တာကြောင့်နောက်ဆုံးမှာ James ဟာဘားထဲကနေအနှင်ထုတ်ခံလိုက်ရပါတယ်အဲ့ဒီနောက်မကြာခင်မှာပဲ James ဟာသူ့ရဲ့စိတ်ရောဂါကုထုံးဆရာမဖြစ်တဲ့ Ansi ကဖုန်းကိုဖြေကြားခဲ့ပါတယ်အန်က James ကိုဆက်သွယ်ဖို့စူးစမ်းနေတာကြာပြီဖြစ်ပေမဲ့သူကဖုန်းမကင်တဲ့အတွက်စိုးရိမ်နေတာပါအန်က James ကိုအနားယူဖို့နဲ့သူ့ကိုယ်သူဂရုစိုက်ဖို့ပြောပါတယ်ဘာလို့လဲဆိုတော့မကြာခင်မှာသူမနဲ့စိတ်ပညာကုထုံးတင်တန်းရှိနေလို့ပါအိမ်ပြန်ရေများများတောက်ပြီးအိတ်လိုက်တော့သိပါတယ်ပြီးတော့မနှက်ဖြန်ချိန်ထားတာကိုလာခဲ့ပါအဲ့ဒီနောက် James ဟာအိမ်ပြန်ရောက်လာပြီး James ကိုယ်တိုင်ဆွဲထားတဲ့ Marie ရဲ့ပကြီးကားကြီးတစ်ချက်ကိုမြင်တွေ့ရပါတယ်James ဟာစာတစ်တစ်စောင်ကိုတွေ့ရှိပြီးချက်ချင်းဖတ်ကြည့်လိုက်ပါတယ်။အဲ့ဒီစာထဲမှာ Marie ကသူမဟာအကူအညီတွေအလွန်လိုအပ်နေတာကြောင့် Silent Hill ကိုအမြန်ဆုံးပြန်လာခဲ့ဖို့ James ကိုတောင်းဆိုထားပါတယ်။ Marie ကဘာတွေတကယ်ဖြစ်ပျက်နေလဲဆိုတာကိုရှင်းမပြထားတဲ့အတွက် James ဟာစိုးရိမ်တကြီးနဲ့ထွက်ခွာလာခဲ့ပါတယ်။အချိန်တွေကုန်လွန်သွားပြီး James ဟာ Silent Hill အနီးကတောအုပ်တစ်ခုထဲကိုဖျက်ကျော်လျှောက်လန်းလာခဲ့ပါတယ်။အခုတော့သူတို့ကကျမကိုလက်လွတ်လိုက်ဖို့ပဲပြောနေကြတယ်။ Silent Hill ရဲ့အများပြည်သူတင်ကြိုင်းကိုရောက်တဲ့အခါမှာတော့ James ဟာဒေသခံတစ်ယောက်ဖြစ်တဲ့ Angela နဲ့တွေ့ဆုံခဲ့ပါတယ်။ James ဟာ Angela ကိုအိတ်တွေစီစဉ်ဖို့ကူညီပေးခဲ့ပါတယ်။အိတ်တစ်အိတ်လောက်ကူကင်ပေးပါ။ဘာလဲ။ကျွန်တော်ချစ်ရတဲ့သူတစ်ယောက်ကိုရှာဖို့လိုအပ်လို့ပါ။သူ့ကိုရှာတွေ့မှာမဟုတ်ဘူး။အဲ့ဒီနောက် Angela က James ကိုအရေးကြီးတဲ့အချက်လက်တွေပြောပြပါတယ်။လက်ရှိ Silent Hill မှာဖုံးလွှမ်းနေတဲ့ပြပူမိုးတွေဟာတောမီကြောင့်ဖြစ်တာလို့သူမကရှင်းပြပါတယ်။ဒါတင်မကသေးပဲ Silent Hill မှာရေကြီးမှုလည်းဖြစ်ပွားခဲ့ပြီးမြို့ရဲ့တန်ရှင်းတဲ့ရေပေးဝေမှုကိုညှဉ်းညမ်းစေခဲ့ပါတယ်။ဒီဘေးအန္တရာယ်တွေကြောင့်ဒေသခံအများပြားဟာ Silent Hill ကိုစွန့်ခွာသွားကြပါတယ်။ Angela ရဲ့ရှင်းပြချက်ကိုကြားပြီးနောက် James ကသူဟာ Marie ကိုလာရှာတာဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်။တစုံတစ်ခုသောအကြောင်းပြချက်ကြောင့် Angela က James ဟာ Marie ကိုရှာတွေ့မှာမဟုတ်ဘူးလို့ယုံကြည်နေပါတယ်။ဒါကြောင့်သူမကသူ့ကိုအစီအစဉ်ဖြတ်ပြီး Silent Hill ကနေချက်ချင်းထွက်သွားဖို့တိုက်တွန်းပါတယ်။ဒါပေမဲ့ James ကတော့ Marie အခြေအနေကိုအရန်စိုးရိမ်နေတဲ့အတွက်ဆက်ရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။ James Silent Hill ထဲကိုဝင်လာတဲ့အခါမှာ Marie နဲ့ရှိခဲ့တဲ့အတိတ်တွေကိုပြန်သတိရလာပါတယ်။အဲ့ဒီတုန်းက James နဲ့ Marie ဟာချစ်သူတွေဖြစ်နေကြပြီဖြစ်ပြီး James က Marie နဲ့အတူနေထိုင်ဖို့နဲ့ဘဝသစ်စတင်ဖို့ Silent Hill ကိုပြောင်းရွှေ့ဖို့တောင်စီစဉ်ခဲ့ပါတယ်။ Marie က James ရဲ့အစီအစဉ်ကိုကြားရတဲ့အတွက်ဝမ်းသာပေမဲ့သူတို့နှစ်ယောက်ဟာတယောက်အကြောင်းတယောက်သေချာမသိကြသေးပဲ James ကိုကြောက်လန့်သွားစေမဲ့သူမရဲ့နောက်ွယ်ကအပိုင်းတစ်ခုရှိနေလိမ့်မယ်လို့ယုံကြည်နေတဲ့အတွက်စိတ်မသက်မသာဖြစ်နေပါတယ်။လက်ရှိအချိန်မှာတော့ James ဟာ Silent Hill မြို့ကြီးရဲ့ခြောက်ကပ်ပြီးပျက်စီးနေတဲ့အခြေအနေကိုမြင်ပြီးတုန်လှုပ်သွားပါတယ်။ဟဲလို့တယောက်ကြားရလားဒါဟာ Angela အစောပိုင်းကပြောခဲ့တဲ့အတိုင်းမြို့ဟာဘေးအန္တရာယ်တွေကြောင့်ပျက်စီးသွားပြီးလူတိုင်းစွန့်ခွာသွားကြပြီဆိုတာကိုအတည်ပြုပေးလိုက်တာပါပဲဘာပဲဖြစ်ဖြစ် James ကတော့ Marie ကိုဆက်ရှာနေပြီးစွန့်ပစ်ထားတဲ့ကလပ်တစ်ခုကိုဝင်စစ်ဆေးပါတယ် James ဟာအတိတ်ကိုပြန်တတိယသွားပါတယ်အဲ့ဒီကလပ်မှာ Marie ကသူ့ကိုဒေသခံတွေနဲ့မိတ်ဆက်ပေးခဲ့တာပါ Marie ရဲ့မိသားစုကဒီမြို့ကိုတည်ထောင်ခဲ့တာဖြစ်လို့ Marie ဟာ Silent Hill မှာလူသိများသူတဦးဖြစ်ပါတယ်ဒါအပြင်လူအများပြားဟာလည်း Marie ရဲ့ဖခင် Joshua Crane ရဲ့ကျင်နာမှုတွေကြောင့်အကူအညီရခဲ့ဘူးတယ်လို့ခံစားနေကြပါတယ်လက်ရှိအချိန်ကိုပြန်ရောက်တဲ့အခါ James ဟာဒေသခံတဦးရဲ့အော်ဟစ်တန်ကိုကြားလိုက်ရတဲ့အတွက်ကလပ်ကိုရှာဖွေတာကိုရက်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့တစုံတစ်ခုကရက်ဆက်တိုက်ခိုက်ထားတယ်လို့မျိုးအသက်ခံထားရတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။မကြာခင်မှာပဲကြောက်စရာကောင်းတဲ့တရဝတစ်ကောင်ပေါ်လာပြီး James ကိုလိုက်လံတိုက်ခိုက်ပါတော့တယ်။ James ကပြန်လဲခုခံတဲ့အခါအဲ့ဒီတရဝဟာမြေအောက်ထဲကိုထွက်ပြေးပုန်းအောင်သွားပါတယ်။ခဏအကြာမှာတော့ James ဟာအရေးပေါ်သတင်းထုတ်ပြန်နေတဲ့ဆက်သွယ်ရေးဆက်တစ်ခုကိုတွေ့ပါတယ်။အဲ့ဒီသတင်းမှာတော့အာဏာပိုင်တွေကဒေသခံတွေကိုချက်ချင်းပေးလို့ရရှောင်တိန်ဖို့တိုက်တွန်းထားပါတယ်။အဲ့ဒီသတင်းကိုနားထောင်ပြီးနောက်မြို့ဟာရုတ်တရက်မှောင်လာတဲ့အတွက် James ဟာဘေးကင်းတဲ့နေရာကိုအမြန်ရှာဖွေပါတယ်။လမ်းတစ်လျှောက်မှာ James ဟာမှောင်လာတဲ့အခါမှာပေါ်လာတတ်တဲ့တရဝအများပြားကိုရှောင်တိန်ခဲ့ပါတယ်။အဲ့ဒီနောက် James ဟာသူ့ကိုဝါမျိုးဖို့စူးစမ်းနေတဲ့ပုံမှန်ထက်ကြီးမားနေတဲ့ပိုးမွားအုပ်ကြီးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ James ဟာအပြင်းထန်စူးစမ်းမှုကြောင့်ဒဏ်ရာမရဘဲလွတ်မြောက်လာခဲ့ပါတယ်။အဲ့ဒီနောက် James ဟာဘေးအန္တရာယ်ကြောင့်စွန့်ပစ်ထားတဲ့တိုက်ခန်းတွဲတစ်ခုထဲမှာပုန်းအောင်နေခဲ့ပါတယ်။အဲ့ဒီနေရာကိုစစ်ဆေးနေရင်းနဲ့ James ဟာအတိတ်ကိုပြန်တတိယသွားပြီးတစ်ချိန်ကသူနဲ့ Marie ဟာဒီတိုက်ခန်းတစ်ခုမှာအတူနေခဲ့ဘူးလေဆိုတာသိသွားပါတယ်။
လက်ရှိအချိန်မှာ James ဟာလွတ်နေတဲ့တိုက်ခန်းတစ်ခုထဲမှာကက်ဆက်ခွေတွေကိုမတော်တဆတွေ့ရှိခဲ့ပါတယ်။အဲ့ဒီအချိန်မှာ James ဟာကြောက်စရာကောင်းတဲ့မြင်ကွင်းတစ်ခုကိုရုတ်တရက်မြင်အောင်လာပြီးခေါင်းရမ်းကိုက်လာပါတယ်။အဲ့ဒီနာကျင်မှုကိုအောင့်အရင် James ဟာအန်ကိုဖုံးဆက်ပြီးသူ့ရဲ့တည်နေရတဲ့အခြေအနေကိုရှင်းပြပေးမယ်။ဖုန်းဘက်ထရီကုန်သွားတဲ့အတွက်အဆက်အသွယ်ပြတ်တောက်သွားပါတယ်။အဲ့ဒီနောက် James ဟာသူနဲ့မာရီတူနေခဲ့တဲ့တိုက်ခန်းထဲကိုဝင်သွားပါတယ်။အဲ့ဒီနေရာမှာပိုးမွားတွေပြည့်နေပေမဲ့ကံကောင်းထောက်မှတ်စွာနဲ့သူ့ကိုတိုက်ခိုက်ဖို့မကြိုးစားကြပါဘူး။အဲ့ဒီမှာ James ဟာပိုးမွားတွေစားတောက်တာကြောင့်အကြီးအကျယ်ပျက်စီးနေတဲ့ Joshua Crane ရဲ့ဆေးစိမ်ထားတဲ့အလောင်းကိုတွေ့လိုက်ရပါတယ်။ Joshua ရဲ့အလောင်းကိုတွေ့လိုက်ရတဲ့အခါမှာတော့ James ဟာမာရီနဲ့ပတ်သက်တဲ့ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုကိုပြန်သတိရသွားပါတယ်။တိတ်တုံးက James ဟာမာရီကလူနှစ်ဆက်ခန့်နဲ့လျှို့ဝှက်တွေ့ဆုံနေတာကိုတခါတွေ့ခဲ့ပူးပါတယ်။အဲ့ဒီလူတွေဟာ James စီကနေတခုခုကိုဖုံးကွယ်ထားတယ်လို့မျိုးသူတို့ရဲ့လှုပ်ဆောင်ချက်တွေကိုရပ်တန့်ပြီးချက်ချင်းထွက်ခွာသွားကြပါတယ်။ဒီလူကနာကျင်အောင်မလုပ်နိုင်ပါဘူး။မင်းဘယ်လိုခံစားရလဲဆိုတာငါတို့အပြည့်အဝနားလည်ပါတယ်။သူလာပြီးအိမ်အောင်ဦးစီးပဲ။ဒီမှာဘာတွေဖြစ်နေတာလဲ။နားလည်မှုလွဲတာကိုရှင်းဖို့အတွက်မာရီကဂျိုရှူအာတေးဆုံးသွားပြီးနောက်အဲ့ဒီလူတွေကသူမကိုကူညီပေးခဲ့တာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။မကြာခင်မှာပဲ James ဟာဂျိုရှူအာရဲ့ဆေးစိမ်ထားတဲ့အလောင်းကိုပထမဆုံးအကြိမ်မြင်လိုက်ရတဲ့အခါမှာတုန်လှုပ်သွားပါတယ်။လက်ရှိအချိန်မှာတော့ James ဟာမာရီကိုဒေတာခံဆေးရုံတစ်ခုမှာကုသပေးနေတဲ့အထောက်အထားစာရွက်စာတမ်းတွေကိုတွေ့ရှိခဲ့ပါတယ်။အခုတော့ James ဟာမာရီကိုရှာတွေ့နိုးနဲ့ဆေးရုံကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။တိုက်ခန်းကနေထွက်ခွာတော့မဲ့အချိန်မှာ James ဟာအက်ဒီလို့ခေါ်တဲ့နောက်ထပ်ဒေတာခံတစ်ယောက်နဲ့တွေ့ပါတယ်။အက်ဒီကမျိုးရဲ့ဘေးအန္တရာယ်ကြားမှာသူအသက်ရှင်ဖို့ကြိုးစားရင်းရခဲ့တဲ့ဒဏ်ရာတွေကို James ကိုပြသခဲ့ပါတယ်။အပြင်ကအခြေအနေတွေဟာအလွန်အန္တရာယ်များလာတဲ့အတွက်အက်ဒီဟာတိုက်ခန်းတွဲထဲမှာပဲနေထိုင်ဖို့ရွေးချယ်ခဲ့တာပါ။သူ့အဆိုအရတော့ဒေတာခံအများအပြားဟာဒီဘေးအန္တရာယ်ကြောင့်တေဆုံးသွားကြပြီဖြစ်ပါတယ်။အဲ့ဒီနောက် James ဟာအဝေးကနေကလေးငိုတံကိုကြားလိုက်ရပါတယ်။အက်ဒီနဲ့အတူ James ဟာအဲ့ဒီအတန်ရာယာကိုလိုက်ရှာရာကနေနောက်ဆုံးမှာလော်ယာလို့ခေါ်တဲ့မိန်းကလေးငယ်တစ်ယောက်ကိုတွေ့ခဲ့ပါတယ်။လော်ယာဟာသူမကိုသူမကာကွယ်ဖို့အတွက်အခန်းထဲမှာပိတ်လောင်နေခဲ့တာပါ။ James ကလော်ယာကိုအခန်းထဲကထွက်လာဖို့ဖြောင်းဖြနေတဲ့အခါအက်ဒီကအကူအညီကိုညှင်းဆန်တဲ့အဲ့ဒီမိန်းကလေးကိုဒေါသတကြီးနဲ့စူပူပါတယ်။အက်ဒီရဲ့စကားကြောင့်စိတ်ထိခိုက်သွားတဲ့လော်ယာဟာထွက်ပြေးသွားပါတယ်။မကြာခင်မှာပဲပီယာမစ်ပုံစံခေါင်းဆောင်ထားတဲ့တရဝတစ်ကောင်ပေါ်လာပြီးသူတို့စီကိုဖြည်းဖြည်းချင်းချင်းကပ်လာပါတယ်။တစ်ချိန်တည်းမှာပဲအက်ဒီဟာ James အပေါ်မှာဒေါသပုံချပါတော့တယ်။ James ကလော်ယာထွက်ပြေးသွားတာဟာအက်ဒီကြောင့်လို့ပြောပြီးအစောပိုင်းကအက်ဒီကိုစော်ကားခဲ့တာပါ။နောက်ဆုံးမှာတော့သူတို့ဟာအဲ့ဒီပီယာမစ်ကောင်းဆောင်တဲ့တရဝကြီးကိုတန်တိုင်းတွေကြားမှာပိတ်မိနေတော့လွတ်မြောက်လာခဲ့ပါတယ်။အဲ့ဒီနောက် James ဟာတည်နေပြီလို့ယူဆရတဲ့အမျိုးသမီးတစ်ယောက်ကိုမတော်တဆတွေ့ခဲ့ပါတယ်။မထင်မှတ်ပဲအဲ့ဒီအမျိုးသမီးဟာပင့်ကူနဲ့တူတဲ့တရဝတစ်ကောင်ဖြစ်ရုတ်တရက်ပြောင်းလဲသွားပါတယ်။ဒါကိုမြင်လိုက်ရတဲ့ James ဟာဘေးကင်းတဲ့ပုံအောင်စရာနေရာကိုချက်ချင်းထွက်ပြေးရှာဖွေပါတယ်။ပုံနေစဉ်မှာ James ဟာအဲ့ဒီပင့်ကူနဲ့တူတဲ့တရဝနဲ့ပီယာမစ်ကောင်းဆောင်တဲ့တရဝကြီးတို့တိုက်ခိုက်နေတာကိုတွေ့လိုက်ရပါတယ်။နောက်ဆုံးမှာတော့ပီယာမစ်ကောင်းဆောင်တဲ့တရဝကြီးကပင့်ကူတရဝကိုတပ်ဖြတ်လိုက်ပါတယ်။မကြာခင်မှာပဲပီယာမစ်ကောင်းဆောင်တဲ့တရဝကြီးဟာ James ပုံနေတဲ့နေရာကိုဖောက်ထွင်းဝင်ရောက်လာပါတယ်။ James ကိုတတ်တော့မဲ့အချိန်မှာပဲအရေးပေါ်အချက်ပေးတံတစ်ခုကြားလိုက်ရတာကြောင့်သူတို့နှစ်ယောက်လုံးပြင်းထန်တဲ့ခေါင်းကိုက်ဝေဒနာကိုခံစားလိုက်ရပါတယ်။အချိန်တန်ကြာပြီးနောက် James ဟာသတိပြန်ဝင်လာပါတယ်။တိုက်ခန်းတွဲကိုဆက်လက်ရှာဖွေနေရင် James ဟာ Angela နဲ့ထပ်မံတွေ့ဆုံခဲ့ပါတယ်။ Angela က James အနေနဲ့မာရီကိုကယ်တင်နိုင်မှာမဟုတ်ဘူးလို့အခိုင်အမာပြောကြားခဲ့ပြီး James ရှိနေတာဟာသူမအတွက်ချိန်ချောက်မှုတစ်ခုလို့ခံစားနေရတဲ့အတွက်သူ့ကိုနှင်ထုတ်လိုက်ပါတယ်။တိုက်ခန်းတွဲကနေထွက်လာပြီးနောက် James ဟာအပြင်မှာလော်ယာကိုတွေ့လိုက်ရပါတယ်။လော်ယာကသူမကင်ထားတဲ့အယုတ်ဟာမာရီပေးတဲ့လက်ဆောင်ဖြစ်ကြောင်းပြောပါတယ်။ James ကမာရီအခြေအနေကိုမေးတဲ့အခါလော်ယာဟာအဝေးကနေချိန်ချောက်မှုပေးနိုင်တဲ့ပုံရိပ်တစ်ခုကိုမြင်လိုက်ရတာကြောင့်ချက်ချင်းထွက်ပြေးသွားပါတယ်။ James ဟာမာရီအကြောင်းသိချင်တဲ့အတွက်လော်ယာနောက်ကိုလိုက်သွားပါတယ်။လိုက်ရင်းနဲ့မြို့ပြပန်းခြံတွေကဝင်းကားပါတစ်ခုထဲကိုရောက်သွားပါတယ်။လော်ရာကိုမျက်ခြေပြတ်သွားပြီးနောက် James ဟာမာရီယာလို့ခေါ်တဲ့လှုပ်ဝက်ဆန်းကျဲတဲ့အမျိုးသမီးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတယ်။သူတို့စကားပြောနေရင်းနဲ့ James ကသူဟာမာရီနဲ့လမ်းခွဲပြီးသားဖြစ်ကြောင်းရှင်းပြပါတယ်။ဒါပေမဲ့သူဟာမာရီကိုမမေ့နိုင်သေးဘူးလို့လည်းဝန်ခံခဲ့ပါတယ်။ဒါကြောင့်လည်းအိမ်ကိုပို့ထားတဲ့စာကိုဖတ်ပြီး Silent Hill ကိုအပြေးလွှားလာခဲ့တာပါ။မာရီယာက James ကိုကူညီဖို့သဘောတူလိုက်ပြီးသူတို့နှစ်ယောက်ဟာလိုက်လံတိုက်ခိုက်နေတဲ့တရဝအများပြားကိုအတူတူရှောင်တိန်ခဲ့ကြပါတယ်။ဘာလို့ကျွန်တော်ကိုကူညီတာလဲ။ရှင်ကကျမရက်တပတ်ပေါင်းများစွာအတွင်းမှာပထမဆုံးတွေ့ဘူးတဲ့ပုံမှန်လူမို့လို့ပါ။ဒီဘက်ကပါအချိန်ကြာလာတာနဲ့အမျှ James ဟာမာရီကိုကုသပေးနေတဲ့ဆေးရုံကိုရောက်ရှိလာပါတယ်။အဲ့ဒီမှာ James ဟာမာရီအခြေအနေနဲ့ပတ်သက်တဲ့အတန်မတန်းတစ်ခုကိုတွေ့ရှိခဲ့ပြီးသူမဟာအဆိပ်တင်ခြင်းကြောင့်ဖြစ်တဲ့ပြင်းထန်တဲ့ယောဂဝေဒနာကိုခံစားနေရတယ်ဆိုတာသိလိုက်ရပါတယ်။အဲ့ဒီမှတ်တမ်းကိုနားထောင်ပြီးနောက်မာရီယာက Joshua Crane ဟာ Silent Hill မှာဂိုင်းတစ်ခုကိုတီထောင်ခဲ့ပြီးအဲ့ဒီဂိုင်းဟာ Joshua ကိုသူတို့ရဲ့နတ်ဖျားအဖြစ်ကိုးကွယ်ကြကြောင်းပြောပြပါတယ်။မာရီယာရဲ့ဝန်ခံချက်ကြောင့် James ဟာအတိတ်ကတုံ့လို့စရာကောင်းတဲ့အခိုက်အတန့်တစ်ခုကိုပြန်တတိယသွားပါတယ်။အတိတ်တုန်းကအဲ့ဒီဂိုင်းဟာမာရီကိုရစ်ပူဇော်တဲ့အခမ်းအနားတစ်ခုအတွက်အသုံးချနေတာကို James မြင်ခဲ့ရပါတယ်။အဲ့ဒီအခမ်းအနားမှာမာရီကိုအရေးတစ်ခုတိုက်ကြွေးခဲ့ပြီးနောက်ဂိုင်းသားတွေကသူမရဲ့ကိုယ်ပေါ်ကိုလက်ဆက်တဲ့သွေးတွေနဲ့လောင်းချခဲ့ပါတယ်။ James ဟာအဲ့ဒီအခမ်းအနားကိုမြင်တွေ့ခဲ့ရပေမဲ့အခမ်းအနားကျင်းပတဲ့နေရာကိုဝင်လို့မရတဲ့အတွက်ဘာမှမလုပ်ပေးနိုင်ခဲ့ပါဘူး။လက်ရှိအချိန်မှာတော့ James နဲ့မာရီယာတို့ဟာမာရီကိုရှာဖွေရင်းကြောက်စရာကောင်းတဲ့တရဝအုပ်စုတစုနဲ့တွေ့ဆုံခဲ့ပါတယ်။နောက်ဆုံးမှာ James နဲ့မာရီယာတို့ဟာဓာတ်လေကားကိုတုံးပြီးလွတ်မြောက်ခဲ့ပေမဲ့မာရီယာကတော့တိုက်ခိုက်မှုအတွင်းမှာဒဏ်ရာရရှိသွားပါတယ်။
ဂျိမ်းဟာမာရီယာကိုဘေးကင်းတဲ့အခန်းတစ်ခုမှာခစ်တထားခဲ့ပြီးမာရီကိုဆက်ရှာပါတယ်။သူတို့ခွဲခွာခါနီးမှာမာရီယာကဂျိမ်းအနေနဲ့ဆေးရုံမှာမာရီကိုရှာမတွေ့ခဲ့ရင်သူမနဲ့အတူဆိုင်းလန့်ဟေးကနေထွက်သွားဖို့တောင်းဆိုခဲ့ပါတယ်။ထပ်မံရှာဖွေနေရင်ဂျိမ်းဟာလော်ရာနဲ့မထင်မှတ်ပဲတွေ့ဆုံခဲ့ပြန်ပါတယ်။ဂျိမ်းကမာရီဘယ်မှာလဲလို့မေးပေမဲ့လော်ရာကမဖြေဘဲထပ်ပြေးသွားပါတယ်။ဂျိမ်းကအဖြေရဖို့လော်ရာနောက်ကိုလိုက်ပါတယ်။အဲ့ဒီမှာလော်ရာကဂျိမ်းကိုအခန်းတစ်ခုထဲမှာပိတ်လောင်လိုက်ပါတယ်။မကြခင်မှာပဲဂျိမ်းဟာလက်လေးဖက်ပါတဲ့တရဝါတစ်ကောင်ရဲ့တိုက်ခိုက်ခြင်းကိုခံရပါတယ်။ဒီအသက်အန္တရာယ်ကြုံတွေ့နေရတဲ့အခြေအနေမှာဂျိမ်းဟာအဲ့ဒီတရဝါဟာမာရီဖြစ်နေနိုင်တယ်ဆိုတာကိုသိလိုက်ရပါတယ်။အဲ့ဒီနောက်ဂျိမ်းဟာအန်ရဲ့ကြီးကြပ်မှုအောက်မှာဆေးရုံတစ်ခုမှာနိုးလာပါတယ်။ဂျိမ်းကိုစိတ်အေးအောင်လုပ်ပေးရင်းအန်ကအချက်လက်ချို့ကိုပြောပြပါတယ်။မာရီဟာလွန်ခဲ့တဲ့လအနည်းငယ်ကတည်းကတည်ဆုံသွားခဲ့ပြီးဖြစ်ပြီးဂျိမ်းဟာပြင်းထန်တဲ့စိတ်ဝေဒနာကြောင့်သူ့မစီမှာလူနာဖြစ်တစ်နှစ်နီးပါးကုသမှုခံယူနေရတာဖြစ်ကြောင်းရှင်းပြပါတယ်။ဒီနေရာကနေစပြီးဂျိမ်းရဲ့ဆိုင်းလန့်ဟေးမှာမာရီကိုရှာဖွေတဲ့ခရီးစဉ်ဟာစိတ်ကူးယဉ်မှုတသက်တာဖြစ်တယ်ဆိုတာရှင်းလင်းသွားပါတယ်။ဆိုင်းလန့်ဟေးမှာသူတွေ့ကြုံခဲ့ရတဲ့အခိုက်အတန့်တိုင်းဟာသူ့ရဲ့ကြေကွဲပျက်စီးနေတဲ့စိတ်အာရုံထဲမှာပဲတည်ရှိနေတာပါ။အဲ့ဒီနောက်ဇလန်းဟာဂျိမ်းနဲ့မာရီဘာကြောင့်လမ်းခွဲခဲ့ကြလဲဆိုတဲ့ဖြစ်ရပ်မှန်တွေစီကိုပြောင်းလဲသွားပါတယ်။အဲ့ဒီတုန်းကဂျိမ်းဟာဂိုင်းရဲ့အခမ်းအနားမှာမာရီကိုပေါ်လောင်းချခဲ့တဲ့သွေးတွေဟာအသက်ခံလိုက်ရတဲ့မိန်းကလေးတစ်ယောက်ရဲ့သွေးတွေဖြစ်ကြောင်းအထောက်ထားရှာတွေ့ခဲ့ပါတယ်။ဂျိမ်းဟာမာရီဖခင်ဦးဆောင်တဲ့အဲ့ဒီဂိုင်းမှာမာရီပါဝင်ပတ်သက်နေတာကိုပြစ်တင်ရှုံချခဲ့ပါတယ်။မာရီကသူမဟာငယ်ငယ်ကတည်းကဒီအခမ်းအနားတွေမှာပါဝင်ဖို့အတင်းအကျပ်ခိုင်းစေခံခဲ့ရတာဖြစ်ပြီးရွေးချယ်စရာမရှိခဲ့ကြောင်းရှင်းပြပါတယ်။ဂျိမ်းတီသွားရင်သူမကိုထားသွားမှကြောက်တဲ့အတွက်ဒီလျှို့ဝှက်ချက်ကိုဖုံးကွယ်ထားခဲ့တာပါ။ဒါအပြင်မာရီကသူမဟာဂျိမ်းနဲ့ပထမဆုံးတွေ့တဲ့နေ့မှာပဲဆိုင်းလန့်ဟေးကနေထွက်ခွာဖို့စီစဉ်ထားခဲ့ပေမဲ့ဂျိမ်းကသူမရဲ့တစ်တာကိုတိုက်မိခဲ့တဲ့အတွက်အစီအစဉ်တွေပျက်စီးသွားခဲ့တာဖြစ်ကြောင်းပြောပြပါတယ်။နောက်ဆုံးမှာဂျိမ်းဟာမာရီဟာလည်းဂိုင်းသားတွေလိုပဲရက်ဆက်တဲ့သူလိုယူဆပြီးသူမကိုလမ်းခွဲခဲ့ပါတယ်။ပစ္စည်းတွေတိန်တော့ဒီကနေထွက်သွားရအောင်မင်းဖေကမင်းကိုဘာလို့ဒီလိုလုပ်ရတာလဲ။ဘယ်လောက်ကြာပြီလဲ။ကျမငငယ်ကတည်းကပါ။ကျွန်တော်အဲ့ဒီမိန်းကလေးကိုမြင်ခဲ့တယ်။သူတို့သူမကိုဆွဲဖြက်ပစ်လိုက်တာကိုမြင်ခဲ့တယ်။ကျမမှာရွေးချယ်စရာမရှိခဲ့ဘူးကျမကယုံစရာကောင်းတယ်လို့ပြောလိုက်ပါရှင်ကတိပေးခဲ့တယ်လေအဲ့ဒီနေ့ကကျမထွက်သွားတော့မလို့ကိုရှင်ပေါ်လာခဲ့တာလက်ရှိအချိန်မှာတော့အန်ကဂျိမ်းရဲ့အခြေအနေကိုထပ်မံစစ်ဆေးပြီးသူ့ရဲ့စိတ်ရောဂါကြောင့်လက်တွေ့နဲ့စိတ်ကူးယဉ်မှုကိုခွဲခြားဖို့ခက်ခဲနေတာဖြစ်ကြောင်းရှင်းပြပါတယ်ဂျိမ်းဟာမာရီရဲ့တည်ဆုံမှုကိုလက်မခံနိုင်တဲ့အတွက်စိတ်မတည်မငြိမ်ဖြစ်နေတာပါမာရီဟာဂျိမ်းနဲ့လမ်းခွဲပြီးမကြခင်မှာပဲတည်ဆုံသွားခဲ့တာဖြစ်ပါတယ်။ဂျိမ်းပြန်လဲကျန်းမာလာဖို့အတွက်အဓိကတော့ချက်ဟာမာရီကိုလက်လွတ်လိုက်ဖို့ပဲဖြစ်တယ်လို့အန်ကအလေးပေးပြောကြားပါတယ်။ဒါပေမဲ့ဂျိမ်းကတော့မာရီကိုသူသာပြစ်မထားခဲ့ရင်သူမရဲ့ကံကြမ္မာဟာဒီလိုဖြစ်လာမှာမဟုတ်ဘူးလို့ယုံကြည်ပြီးသူ့ကိုယ်သူအမြဲအပြစ်တင်နေခဲ့ပါတယ်။ဒီနေ့သူဘယ်လိုလဲ။အေးဆေးပါပဲအဲ့ဒီအမျိုးသမီးမာရီဟာသူ့အတွက်အရာအားလုံးပါပဲ။မာရီကလမ်းခွဲပြီးနောက်တည်သွားတာပါ။သူ့ကိုကုသပေးနေတာဘယ်လောက်ကြာပြီလဲ။တစ်နှစ်နီးပါးရှိပါပြီဒါပေမဲ့ပိုဆိုးလာတယ်။ဂျိမ်းရှင်ထိုင်နေတာမြင်ရတာဝမ်းသာပါတယ်။ကျွန်တော်သူမကိုဒီလိုမျိုးပြစ်မထားခဲ့တင်ဘူးဂျိမ်းဟာသူ့ရဲ့စိတ်ကူးရင်ကဘာတဲကိုပြန်ဝင်သွားတဲ့အခါအခုတော့ပြန်လန်းလျှောက်နိုင်ပြီဖြစ်တယ်မာရီယာဟာဂျိမ်းစပေးမှာနေဖို့နောက်ကနေလိုက်လာပါတယ်မာရီယာကဂျိမ်းကိုဆိုင်းလန့်ဟေးကနေသူမနဲ့အတူထွက်သွားဖို့ထပ်ခါတလဲလဲတောင်းဆိုပေမဲ့ဂျိမ်းကတော့သူမကိုဂရုမစိုက်ပါဘူးနောက်ဆုံးမှာမာရီယာဟာပီယာမြစ်ခေါင်းဆောင်နဲ့တတဝါကြီးရဲ့အသက်ခံလိုက်ရပါတယ်ကျမတို့ပြန်သွားလို့ရသေးတယ်လေပြီးတော့မင်းကအစ်စ်မှန်မဟုတ်ဘူးဂျိမ်းဟာအဲ့ဒီပီယာမစ်ခေါင်းဆောင်တဲ့တရဝါကြီးဟာသူ့ကိုယ်သူနောက်တစ်မျိုးပြောင်းလဲထားတဲ့ပုံရိပ်တစ်ခုဆိုတာသိလိုက်ရပါတယ်။နောက်ထပ်စိတ်ကူးယဉ်မှုတစ်ခုတည်းရောက်သွားတဲ့အခါဂျိမ်းဟာလော်ရာနဲ့တွေ့ဆုံခဲ့ပြီးလော်ရာရဲ့အယုတ်ဟာတကယ်တော့ကလေးတစ်ယောက်လိုအတန်ထွက်နိုင်တဲ့တက်ရှိတရဝါတစ်ကောင်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။လော်ရာရဲ့ဖိအားပေးမှုအောက်မှာဂျိမ်းဟာမာရီရဲ့နာမည်အပြည့်အစုံဟာမာရီအန်ဂျလာလော်ရာခရိန်းဖြစ်တယ်ဆိုတာကိုသတိရသွားပါတယ်။ဒီအချက်အရအန်ဂျလာလော်ရာနဲ့မာရီယာတို့အားလုံးဟာဂျိမ်းရဲ့စိတ်ကူးယဉ်မှုထဲမှာရှိနေတဲ့မာရီရဲ့ပုံရိပ်လွှာတွေသာဖြစ်ကြပြီးတယောက်စီဟာမာရီရဲ့စိတ်နေစိတ်ထားတစ်မျိုးစီကိုကိုစားပြုနေတာဖြစ်ပါတယ်။နောက်ဆုံးမှာဂျိမ်းဟာလှုပ်ဝက်ဆန်းကျဲတဲ့လက်တွေကအန်ဂျလာကိုဆွဲခေါ်သွားတာကြောင့်သူမကိုဆုံးရှုံးလိုက်ရပါတယ်။ဒီဖြစ်ရပ်တွေပြီးနောက်ဇလန်းဟာဂျိမ်းရဲ့လက်တွေ့ဘဝစီကိုပြန်ရောက်လာပါတယ်။သူတို့လမ်းခွဲပြီးနောက်မှာဂျိမ်းဟာဆိုင်းလန့်ဟေးမှာစေကူတာမှုခံယူနေတဲ့မာရီစီကိုတကယ်ပဲတွားရောက်တွေ့ဆုံခဲ့ပါတယ်။အဲ့ဒီအချိန်မှာမာရီရဲ့ခန္ဓာကိုယ်ဟာအဆိပ်သင့်မှုကြောင့်လေဖြတ်လူနီးပါးဖြစ်နေပါပြီ။မာရီကသူမရဲ့ယောဂါဟာဂျိုရှူအာခရိန်းပေးခဲ့တဲ့ဂိုင်းရဲ့အခမ်းအနားသုံးဆေးဝါးတွေကိုရေရှည်သုံးဆွဲခဲ့တဲ့နောက်ဆက်တွဲဆိုးကျိုးဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်။မာရီဟာခံစားနေရတဲ့ဝေဒနာတွေကနေလွတ်မြောက်ခြင်းတဲ့အတွက်ဂျိမ်းကိုသူမကိုတက်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဂျိမ်းဟာအလွန်ဝင်လေးစွာနဲ့ပဲမာရီအတွက်အကောင်းဆုံးဖြစ်မယ်လို့ယုံကြည်ပြီးသူမရဲ့တောင်းဆိုချက်ကိုဖြည့်ဆည်းပေးခဲ့ပါတယ်။ရှင်ရောက်လာတာပဲ။ဟုတ်တာပေါ့ကျမအဖေကကျမကိုအစိတ်ခတ်ခဲ့တာကိုမင်းကိုပြစ်မထားခဲ့တင်ဘူးကျမကိုလက်အိတ်ဖို့ကူညီပေးမလားရပါတယ်ကိုဘယ်လိုကူညီပေးရမလဲဆိုတာပဲပြောပါကျမလွတ်လပ်ချင်ပြီဂျိမ်းဟာသူ့ရဲ့စိတ်ကူးရင်ကဘာတဲကိုထပ်မံဝင်ရောက်သွားတဲ့အခါမာရီရဲ့အလောင်းကိုသူ့ဘေးမှာထားပြီးသူ့ကိုယ်သူတက်သေးဖို့ကြံစည်နေပါတယ်ဒါပေမဲ့ဒါဟာတကယ်ဖြစ်ရမဟုတ်ပဲဂျိမ်းရဲ့ပျက်စီးနေတဲ့စိတ်အခြေအနေကိုထင်ဟပ်နေတာပါမာရီကိုစွန့်ပစ်ခဲ့မိတယ်ဆိုတဲ့အပြစ်ရှိစိတ်ကြောင့်သူ့ရဲ့စိတ်တွေဟာအလုံးစုံပျက်စီးသွားခဲ့တာဖြစ်ပါတယ်ဂျိမ်းဟာတကယ်တမ်းမှာတော့သူ့ကိုယ်သူမတက်သေးခဲ့ပါဘူးအဲ့ဒီအစားသူဟာသူ့ရဲ့ကိုယ်ပိုင်တွေးတွေနဲ့တိဆောက်ထားတဲ့စိတ်ကူးရင်ကဘာထဲမှာပဲပိတ်မိနေခဲ့တာပါအဲ့ဒီနောက်ဂျိမ်းဟာမာရီရဲ့တစ်တာကိုမတော်တဆတိုက်မိခဲ့တဲ့အခိုက်အတန့်ကိုပြန်လည်မြောင်လာပါတယ်
ဒါပေမဲ့ဒီတစ်ချိန်မှာတော့သူဟာအတိတ်ကအမှားတွေကိုပြင်ဆင်ခြင်းတလို့မျိုးကွဲပြားစွာပြုမှုခဲ့ပါတယ်။ဒီမြင်ကွင်းကဂျိမ်းစ်ဟာမာရီတေဆုံးမှုကိုလက်မခံနိုင်သေးပဲခါတီးတဲ့လက်တွေ့ဘဝကနေလွတ်မြောက်ဖို့အတွက်သူ့ရဲ့စိတ်ကူးယဉ်မှုတွေထဲမှာပဲနေထိုင်ဖို့ရွေးချယ်ခဲ့တာကိုပြသနေပါတယ်။သူ့ရဲ့စိတ်ထဲမှာတော့ဂျိမ်းစ်ဟာမာရီကိုတခြားမျိုးတစ်မျိုးစီခေါ်သွားပြီးဆိုင်းလန့်ဟေးကိုဘယ်တော့မှပြန်မလာအောင်နဲ့ဝေဒနာတွေကနေကင်းဝေးအောင်လုပ်ပေးနိုင်ခဲ့တယ်လို့စိတ်ကူးယဉ်နေပါတယ်။လက်တွေ့မှာတော့မာရီဟာတေဆုံးသွားခဲ့ပြီဖြစ်ပြီးဂျိမ်းကတော့သူ့ရဲ့စိတ်ဝေဒနာအတွက်အထူးကုသမှုခံယူနေရဆဲဖြစ်ပါတယ်။ဂျိမ်းစ်ဆိုင်းလန့်ဟေးမှာကြုံတွေ့ခဲ့ရတဲ့ခရီးစဉ်တိုင်းဟာသူ့ရဲ့စိတ်တန်ရာအပြစ်ရှိစိတ်နဲ့မဖြေဖြောက်နိုင်တဲ့နောင်တတွေရဲ့ထင်ဟပ်ချက်တွေသာဖြစ်ပါတယ်။ဇလန်အဆုံးမှာတော့ဂျိမ်းစ်ဟာမာရီကိုသူ့ရဲ့စိတ်ထဲကနေလက်မလွတ်နိုင်ပဲသူ့ရဲ့ကိုယ်ပိုင်စိတ်ကူးယဉ်မှုတွေထဲမှာပဲဆက်လက်ပိတ်မိနေခဲ့ပါတော့တဲ့ဇလန်လေးလည်းပြီးဆုံးပါပြီ။